အဲ့တော့မုန်းတာတန်ရုံးစဉ်ရှိလို့ဘာရှိလို့လဲအဲ့ဒါတိတ်မမုန်းနဲ့နော်ငါဒီလိုသူ့မုန်းတာငါသူ့ကြည့်လို့မရဘူးအဲ့ဒါတန်ရုံးစဉ်ရှိနေတာပဲဟုတ်လားကြည့်လို့မရလေးလေးတန်ရုံးစဉ်ကများလေးလေးနောက်ပြီးတော့အဲ့ဒီတန်ရုံးစဉ်နဲ့တွေ့သွားတာချစ်တာလည်းပဲပူတာပဲမုန်းတာလည်းပဲပူတာပဲအချစ်များတော့အပြစ်များတယ်အမုန်းများတော့အရှုံးပွားတယ်တခါကလေးတွေပြောတယ် love is power အချစ်ဆိုတာစွမ်းအားတယ်ချစ်ဆိုတာစွမ်းအားဟုတ်တယ်ချစ်စားခင်စားတော့စွမ်းအားတော်တော်ရှိတာသိလားဘုန်းကြီးတို့ရောမှာအိမ်ဘေးနားမှာခေပင်တပင်ရှိတယ်အဲ့ခေပင်ကြီးကတရက်တာ6တာညဘက်ဆိုရင်အဲ့အပင်အောက်ကမဖြတ်ရဲဘူးကိုဖဏတန်ကိုကြားပြီးပြီးတာတရေကတကယ်6တာပေါ့အဖွားတွေကပြောတာအဲ့ဒီအပင်အောက်ညမထွက်နဲ့တရေ6တယ်ဆိုတော့အဲ့ဒါကြားပြီးတော့အဲ့ဒီအပင်အောက်ကိုရောက်ရင်စိတ်ကကိုအလိုလိုကြောက်နေပြီးတာပြီးတော့ဖဏတ်ကအတန်ကြားတော့လေကိုဖဏတ်တန်ကိုကြားပြီးနောက်ကတရေလိုက်တယ်ဆိုပြီးခစုံပေါက်ပြီးတာဩတရေ6တဲ့အပင်အောက်သမီးစားသွားချိန်တွေ့တာနော်ချိန်စရာမလို love is power ဆိုအဲ့ဒါပြောတာဘုန်းကြီးတို့ရွာမှာအပြိုကြီးတယောက်ရှိတယ်အပြိုကြီးကတရေတအားကြောက်တာတရေတအားကြောက်တာသူကနေကင်းဘက်တောင်မှရွာထိပ်ကတင်းချိုင်းကုန်းနာကဖြတ်မသွားရဲဘူးနေကင်းကြောင်တောင်တရေကြောက်ဒီနေ့တော့အဲ့ဒီအပြိုကြီးကရီးစားရတယ်နဲ့တူတယ်ရီးစားရတော့သူကဖုံးပြောတာဖုံးပြတော့ဘုန်းကြီးတို့ရွာမှာခုထိလိုင်းနေရတိတ်ကောင်းတဲ့နေရာမရှိသေးဘူးတာဝါတိုင်းကမပြည့်သေးတော့လေတာဝါတိုင်းနဲ့မရှိတော့ရွာထဲအစဉ်လိုင်းကတိတ်မမိဘူးဘယ်နေရာသွားမိလဲဆိုတင်းချိုင်းကုန်းကြိုင်လိုင်းကကောင်းတာတင်းချိုင်းကုန်းလိုင်းကောင်းတာအဲ့ဒါရီးစားရတဲ့အပြိုကြီးကရွာထဲမှာမောင်ကြီးကြားလာတမောင်မောင်နဲ့အော်ပြောရင်ကြားလာပြောရင်လည်းတင်းချိုင်းကုန်းရောက်သွားတာအော်နောက်တော့အရသာတွေ့သွားတာအမေနောက်တော့ရီးစားစကားပြောကနေတင်းချိုင်းကုန်းသွားပြီးတော့အမေအုတ်ခုံလေးပါမှီပြီးတော့ပြောလိုက်သေးတာဟိုတော့ကနေခင်းကြောင်တော့တင်းချိုင်းကုန်းကဖြတ်မသွားရတဲ့အပြိုကြီးကရီးစားလဲရရော love is power အချစ်တွေစွမ်းအားတွေတက်ကုန်တာဒါပေမဲ့ပရိသတ်ရဲ့ power တွေများသွားရင် love is suffering ချစ်တွေများသွားရင်အချစ်တွေကပူသွားတာနော်ပိယတော့ဇာယတေသောကောအချစ်ကဆိုရင်ရတယ်ချစ်စခင်စားတော့ power ပဲဘို့ဘယ်နေရာချင်းချင်းရောက်အောင်သွားတယ်ချစ်ပါများသွားတော့မတွေ့ရရင်မနေနိုင်မမြင်ရရင်မနေနိုင်မကြားရရင်မနေနိုင်ဟိုလူနဲ့မြန်စကားပြောရင်ဂျားကခြေဝင်တာဒီလူနဲ့မြန်စကားပြောရင်ဂျားကတန်တရားဝင်တာဆိုတော့ပူတာပဲမို့လားဒါကြောင့်ချစ်ချင်းဆိုတဲ့တန်ရုံးစင်တွေမုန်းချင်းဆိုတဲ့တန်ရုံးစင်တွေကပူတာပဲပြိတ္တိအဲ့ဒီအချစ်အမုန်းတန်ရုံးစင်ရှိရင်ချစ်လို့မနာလို့စိတ်တွေမဖြစ်ဘူးလားချစ်တော့ဝင်းတိုးစိတ်တွေမဖြစ်ဘူးလား